Assalamu alaikum wa rahmatullah wa barakatuhu ဒီနေ့ကျွန်တော်ပြောမဲ့ခေါင်းစဉ်ကတော့ကျုံစိတ်အများကြီးအကျိုးစိတ်ဆိုတော့ကျုံစိတ်ဝင်နေတဲ့လူတွေကျုံစိတ်ရှိနေတဲ့လူအတိုင်းဝိုင်းတွေမှာဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲဆိုတာကိုပြောပြမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအခုရက်ပိုင်းမှာဒါ ICJ ကလည်းပဲဆုံးဖြတ်ချက်ချမဲ့ကာလကိုရောက်လာပြီနှစ်ဖက်အပြန်အလှန်အမှုဆွေးနွေးမှုတွေခြောက်လက်ချက်တင်မှုတွေပြီးသွားပြီဆိုတော့နောက်ဆုံးဆုံးဖြတ်ချက်ချပေးရမယ့်ကာလအဲ့လိုဆုံးဖြတ်ချက်ချပြီးတဲ့ခါမှကျွန်တော်တို့ဒီအမှုကို ICJ ကို refer လုပ်ရမယ်နောက်တော့ကုလသမဂ္ဂကို refer လုပ်ရမယ်ဆိုတော့ anyway ဒါတော်လိုင်းရေးသဘောတရားအရာတန်တမန်တော်လိုင်းရေးနဲ့ကမ္ဘာဥပဒေတော်လိုင်းရေးသဘောတရားအရာကျွန်တော်တို့ကအောင်မြင်တဲ့အဆင့်ကိုရောက်သွားပြီဒီအတွက်အချိန်ကာလ73နှစ်ပေးဆက်ခဲ့ရတယ်ကျွန်တော်က2012ခုနှစ်မှာကစဖြစ်ပြီးတော့2013ခုနှစ်မှာကြောက်ဖြူကိုထိပြီးတဲ့အချိန်မှာလူတွေကမျောလင်းချက်ကင်းပဲသွားတယ်ဘာလို့မှမသိဖြစ်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်က ICC ကိုရောက်အောင်တင်မယ်ဆိုပြီး grade ပေးပြီးတော့အလုပ်စလုပ်တယ်နောက်ကျွန်တော် OIC ကိုသွားတယ် OIC ဘက်က ICJ ကိစ္စကိုသူတို့စူးစမ်းပေးမှပြောတယ်ကျွန်တော်က ICC ကိုတင်ခိုင်းတာသူတို့က ICJ ကိုကုလသမဂ္ဂကတစ်စစ်တင်မယ်လို့ပြောတယ်ပြီးတော့ကျွန်တော်ကိုလည်းရှင်းပြတယ်အဲတုန်းကဒေါက်တာဝါကာကြီးလည်းပါတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ခံစားနေရတဲ့လူတို့ကတော့တရက်ဆိုတဲ့အချိန်ကလည်းတော်တော်ကြာတယ်တိုးတော့ဒေါ်လာကြီးတစ်ခုဆိုတာရက်ွက်မှာဈေးမှာလူတယောက်ထပြီးနှပန်းလုံးတလို့လုံးလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူးနှပန်းလုံးတလို့လုံးလို့ရှိရင်ပညာမဲ့တွေဖြစ်သွားပြီးတော့အောင်မြင်မှုလည်းရမှာမဟုတ်ဘူးဆိုတော့ဘာဖြစ်ဖြစ်ဒေါ်လာရေးသဘောတရားရကြည့်ရင်ဒါအလုံးတရားမှတိုးတောင်းတဲ့အချိန်ကာလတစ်ခုအတွင်းမှာအောင်မြင်မှုကိုရတယ်လက်နက်ကန်လမ်းစဉ်ဆိုပါတော့တချို့လက်နက်ကန်လမ်းစဉ်တွေကကဘာနဲ့ခြေပြီးကြည့်ရင်နှစ်ပေါင်း80နှစ်ပေါင်း80အဖြေမသိသေးဘူးဒါမဲ့လက်နက်ကန်ဆိုတာသူရှောက်ကူချရှာနေတဲ့အတွက်နေတိုင်းလိုဒီတိုက်ပွဲမှာရှုံးလိုက်နိုင်လိုက်နေတိုင်းသူ့မွေလာစဉ်သူတိုက်ပွဲလေးတစ်ခုစီမှာတော့အဖြေထွက်နေတယ်ကျွန်တော်တို့တန်တမန်တော်လိုင်းကြီးမှာလည်းပဲတိုက်ပွဲတစ်ခုတိုင်းမှာအဖြေထွက်တဲ့အကြောင်းကိုကျွန်တော်တောက်6 2019 2020နှစ်ထိကျွန်တော်ဆက်တိုက်တင်ပေးခဲ့တယ်ဘယ်လိုအခြေအနေမှာကျွန်တော်တို့စီးပွားရေးဘယ်လိုပိတ်မယ်ဘယ်လိုအခြေအနေမှာနိုင်ငံတကာဘယ်လိုအောင်မယ်ဆိုတော့ကမ္ဘာအခင်းအကျင်းတိုက်ပွဲတွေမှာကျွန်တော်တို့ဆက်တိုက်အောင်မြင်ခဲ့တယ်တိုးတော့လူတော်များများကတော့မြင်တတ်ချင်မှမြင်တတ်မယ်ဘယ်အချိန်တွေမှာစီးပွားရေးပိတ်တယ်ဘယ်အချိန်တွေမှာဘာကိုကန့်တတ်တယ်ဘယ်အချိန်တွေမှာဘာလုပ်တယ်ဆိုတဲ့တန်တမန်တော်လိုင်းကြီးတွေရှိခဲ့တယ်ဒါတွေကအောင်မြင်လာပြီပေါ့နော်တိုးတော့အောင်မြင်မှုဆိုတာကြုံစိတ်ဝင်နေတဲ့လူတွေအတွက်ဘာမှအသုံးဝင်မှာမဟုတ်ဒါတော့ကျွန်တော်တို့အဓိကနားလည်ဖို့လိုအပ်တယ်ဆိုတော့အောင်မြင်မှုဆိုတာမှလည်းဒီနေရာမှာတခုပြောလို့တာကဒါဒီရိုဟင်ဂျာလူမျိုးတွေတုံ့မို့ရင်အစ္စလာမ်ဘာသာဝင်တွေသူတို့ပဲအောင်မြင်မှုရသွားမယ်မဟုတ်ဘူးနိုင်ငံတော်တစ်ခုလုံးကိုခြုံပြီးတော့အလုပ်လုပ်တဲ့အတွက်နိုင်ငံတော်မှာရှိသမျှအဲ့ဒီဧရိယာထဲမှာရှိသမျှတော့ဖိနှိပ်ခံရတဲ့လူတွေအားလုံးအတွက်ကြီးမားတဲ့အကျိုးတရားဖြစ်တယ်ရိုဟင်ဂျာလူမျိုးမွတ်စလင်ဒါတွေမဟုတ်ဘူးကျွန်တော်ဟိုတစ်ဘက်က live မှာလည်းပြောခဲ့တယ်နိုင်ငံတော်အင်ကာစင်ဆိုတာနဲ့နိုင်ငံတော်လူထုမတူဘူးနိုင်ငံတော်အင်ကာစင်ထဲမှာနိုင်ငံတော်ရဲ့ institution တွေပါမယ်ဒီ institution ကြီးရောက်ကျွန်တော်တို့တိုင်းပြည်ကမွဲပြီးတော့ထိုင်းမှာမလေးရှားမှာလာအိုမှာကမ္ဘောဒီးယားမှာဗီယက်နမ်မှာကျွန်တော်တို့မထင်ခဲ့တဲ့
ကအလွန်ဆင်းရဲပါတယ်ဆိုတဲ့ကမ္ဘောဒီးယားနိုင်ငံမှာတော့ကိုယ်နိုင်ငံသားတွေတွားပြီးကြုံဖြစ်နေရပြီဆိုတော့ဒါနိုင်ငံတော်ရဲ့ရန်ရာကြီးတစ်ခုလုံးကကျွန်တော်တို့ကိုဒုက္ခပေးခဲ့လို့ကိုရီဒီကြုံဖြစ်နေရတာပါတယ်ဘာလားလို့ကျွန်တော်နိုင်ငံမှာရှိတဲ့လူတွေကမြင်တတ်ဖို့လိုတယ်အစ္စလာမ်ဘာသာတို့ဗုဒ္ဓဘာသာတို့ခရစ်ယာန်ဘာသာတို့အဲ့ဒါလိုချင်းချောက်တဲ့ဘာသာရေးကောင်းစဉ်တွေနဲ့ချင်းချောက်မှုလူမျိုးရေးကောင်းစဉ်တွေနဲ့ချင်းချောက်မှုဒါတွေကိုကျွန်တော်တို့အမြင်ကျကျရှိဖို့လိုတယ်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်နဲ့ပတ်သက်တဲ့ပေါ့နော်အစ္စလာမ်ဘာသာဝင်တွေကမဟုတ်တဲ့တရားတောင်းစားနေတဲ့လူတွေလိန်စားနေတဲ့လူတွေဘာသာရေးကောင်းဆောင်ဆိုပြီးတော့လူတို့ကိုမှန်းတဲ့လိန်စားနေတဲ့လူတွေကျွန်တော်ပြောတာပဲဘာထူးလဲဗုဒ္ဓဘာသာလဲ same thing မြန်မာနိုင်ငံမှာတချို့ကပြောပဲမင်းနဲ့မဆိုင်ဘူးမပြောနဲ့ဆိုင်နေကျွန်တော်ထိုင်းနိုင်ငံမှာနေခဲ့စဉ်ကလည်းပဲမြန်မာနိုင်ငံသားအများကြီးကိုကူညီခဲ့တယ်90%ဒီဗုဒ္ဓဘာသာဖြစ်တယ်ကျွန်တော်ရင်ဘတ်ထဲမှာဗုဒ္ဓဘာသာခရစ်ယာန်မွတ်စလင်မရှိဘူးဒါငါနိုင်ငံသားဒါငါတူငါညီငါညီမသူတို့ငါတန်းတန်းသမျှကူညီရမယ်ဒီစိတ်ပဲရှိတယ်ထိုင်းနိုင်ငံမှာကျွန်တော်နဲ့အတူနေခဲ့တဲ့လူတွေမြောက်များစွာရှိတယ်ကြုံရင်ကြုံတယ်လို့မေးလို့ရတယ်အလားတူမြန်မာနိုင်ငံမှာနေတော့ကလည်းကျွန်တော်ရဲ့ပတ်ဝန်းကျင်ဒီဗုဒ္ဓဘာသာပတ်ဝန်းကျင်ဖြစ်တယ်အဲ့တော့ကျွန်တော်ငယ်စဉ်ကတည်းကဒီလူတွေနဲ့မှအတူနေခဲ့တာသူတို့ဘောမှာတာယောစဉ်ပိုးတော်ရှိသေးတယ်ဒီလူတွေဆင်းရဲနေတာဒီလူတွေထမင်းငတ်နေတာဒီလူတွေရဲ့သားသမီးတွေပညာမဲ့နေတာကျွန်တော်ရင်ဘတ်ထဲမှာခံစားလို့မရလို့ဒီလုပ်ကိုလုပ်တာအခုလှုပ်သွားတဲ့တစ်ချောင်းလုံးမှာမြည်သည့်နေရာကမှ proposal မစားခဲ့ဘူးမြည်သည့်လူချီကမှအလူမခံခဲ့ဘူးဘာကြောင့်လဲဆိုတော့နောင်လာနောက်သားကလေးတွေတခင်စိတ်ဆိုတာဘာလဲဆိုတာနားလဲအောင်တခင်စိတ်တွေဝင်လာအောင်ကျွန်တော်တို့ကြိုးစားဖို့လိုအပ်တယ်မြန်မာနိုင်ငံမှာရှိသောရိုဟင်ဂျာရခိုင်ကရင်ကချင်မွန်ချမ်းဗမာအားလုံးဒီတခင်စိတ်ဝင်ရမယ်တခင်စိတ်ဆိုတာလူဘာဝတဲ့စိတ်သူများပေါ်မှာအနိုင်ကျင့်တဲ့စိတ်ကိုတခင်စိတ်လို့ပြောတာမဟုတ်ဘူးအဲ့ဒါဓမြစိတ်တခိုးဓမြတို့ရဲ့စိတ်မျိုးကျင့်သုံးလို့မရဘူးတခင်စိတ်ဆိုတာအချင်းချင်းညာတာရမယ်ကိုကအကိုကြီးနေရာမှာနေတာမျိုးကိုကအိမ်တော်ဦးစီးကောင်းတယောက်နေရာမှာနေတာမျိုးအော်ငါရက်ကွက်ကလူတွေငါပတ်ဝန်းကျင်ကလူတွေငါမြို့ကလူတွေငါတိုင်းပြည်ကလူတွေသူတို့တွေရဲ့စာဝတ်နေကိုဘယ်လိုဖြည့်ရှင်းပေးပါလဲဆိုတဲ့စိတ်မျိုးတခင်စိတ်မျိုးမွေးရမှာတို့နိုင်ငံတကာခုံရုံးကဆုံးဖြတ်မယ်အာဏာရှင်တွေလူသက်ကောင်တွေသူတို့ကိုဥပဒေရကင်တွယ်ဖို့ကအင်မတန်ဓိကလာပြီသူတို့ရဲ့လက်တွေနားမှာလက်ထိပ်တွေကဝဲနေပြီဒါပေမဲ့သူတို့ကိုအဆုံးသတ်လိုက်တိုင်းမှာနောက်ထပ်မျိုးဆက်တွေမှာဘယ်စိတ်ရှိနေပြီလဲဘယ်လိုတိဆောက်မလဲအဲ့ဒါအလိုအရေးကြီးပါတယ်တခင်စိတ်ဆိုတာစီကံချိရမယ်ဥပဒေကိုလိုက်နာရမယ်တယောက်တယောက်ညာတာထောက်ထားရမယ်အခုကကျွန်တော်တွေ့တယ်ကျွန်တော်အများကြီးတွေ့နေရတယ်အမေရိကမှာနေတော့လည်းပဲ2021နောက်ပိုင်းမှာမြန်မာနိုင်ငံသားတွေအမြောက်များစွာရောက်လာတယ်ကျွန်တော်ကူညီပြီးတော့လုပ်ပေးထားတဲ့ပုံကိုယ်တွေတော့လူ900ကျော်ရှိတယ်ဒါပေမဲ့ online တွေမှာတွေ့တယ်တယောက်ကိုဖျဲချောက်တယ်ဘယ်နေရာမှာဘယ်လိုဖြစ်နေပြန်ပြီဘယ်နေရာဘယ်လိုဖမ်းနေပြန်ပြီအကြောက်တရားတွေကိုကူးဆက်စေတယ်ကြုံစိတ်တယ်တကယ်ရအခက်ခဲကြုံလာပြီကိုယ်နိုင်ငံသားတယောက်တကယ်ဖမ်းခံရပြီ
သူသည်အပြစ်မရှိဘူးသူကသူရိုးသားသားလောက်ကန်စားတော့နေတယ်သူကသူရိုးသားသားကြောင်းတက်နေတယ်အဲ့လိုအဖမ်းခံရရင်ကျွန်တော်တို့အချိန်မျိုးကူညီမယ်ကျွန်တော်ပေါ်တင်လည်းပဲကျွန်တော်ရဲ့ state မှာတင်ပေးလိုက်တယ်ဘာမှအားမငယ်နဲ့မကြောက်နဲ့တင်ပေးမယ်ပြန်ပြီးတော့ထုတ်ပေးမယ်အေးမဒိန်ကောင်လူတက်ကောင်ဘူးရဲ့စေဝါနဲ့ပတ်သက်တဲ့ကောင်ဒါတော့ကျွန်တော်လုံးဝကူညီမှာမဟုတ်ဘူးချင်းတယ်ရာဇဝဲကောင်တွေကိုကျွန်တော်တို့ကူညီဖို့ထုံးစံမရှိဘူးအခုကအချင်းချင်းလဲဖျက်လျှောက်တယ်အချင်းချင်းလဲချင်းလျှောက်တယ်လူတွင်ကျဲလှုပ်ရှင်တယ် popular ဖြစ်အောင်လိုင်းနေမှာပါပြောမယ်သတင်းတွေဖြတ်မယ်တယောက်တယောက်ကိုအကြောက်တရားတွေကူးဆက်အောင်လုပ်ပေးမယ်ဒါကကြုံစိတ်တွေဖြစ်နေတယ်အဲ့တော့အဲ့ကြုံစိတ်တွေရဲ့အကျိုးဆက်ကြောင့်ဘာဖြစ်လာလဲဆိုတော့မြန်မာနိုင်ငံလောလောဆယ်ဂျီနိုဆိုက်နဲ့ညီသွားတယ်ဒီအကျိုးဆက်ကြောင့်လူမျိုးကြီးဝါဒကမတရားဖိနှိပ်လို့ဆိုတဲ့ချူတောင်ကနောက်တစ်မျိုးဖြစ်တယ်တကယ်တမ်းကျတော့အဲ့ဒါဒီကြုံစိတ်တွေကြောင့်ဖြစ်သွားတာအာနာချင်းကစေခိုင်းသမျှကိုလှုပ်တာလဲကြုံမဲအာနာချင်းစေခိုင်းတာလှုပ်ဖို့မလို့တာကိုယ့်အကိုအေးဆေးနေလို့ရတယ်အာနာချင်းကစေခိုင်းသမျှကိုလှုပ်တာလဲကြုံမဲအတိတရားတွေလို့လေအတိတရားတွေတိဆောက်ဖို့လို့လေပြီးတော့ရက်ကွက်ကိုကောင်းရကောင်းချောင်းပတ်ဝန်းကျင်ကိုကောင်းရကောင်းချောင်းတွေကိုကကူညီဆောင်မပြီးတော့လှုပ်ပေးဖို့လိုအပ်တယ်အမိရအမိစားမယ်ကောင်းရကောင်းစားမယ်တယောက်တယောက်ကိုကြက်မပြည့်တဲ့ကလေးတွေလို့လူကောင်းတာကြီးလာတာဥနောက်ကသေးတယ်ဆိုတော့ကြက်မပြည့်တဲ့ကလေးလို့လူတယောက်တယောက်ကိုပုတ်ခတ်မယ်စော်ကားမယ်တယော်မယ်အဲ့လိုတယော်ပြီးပြောနေရတာကိုဝင်းတာမယ်ဂုံယူတယ်ဘယ်သူ့တော့ငါဘယ်လိုနှိပ်ကွက်လိုက်တာသူကအပေါ်အာနာပိုင်ကိုတော့မနှိပ်ကွက်ရဘူးသူမှကြုံစိတ်ဝင်နေတယ်တစ်ဖက်မှာအကြောက်တရားတွေများနေတဲ့အတွက်ရတဲ့ဘက်ကိုနှိပ်ကွက်တာအဲ့တော့အဲ့လိုကြုံစိတ်ဝင်နေတဲ့အကျိုးတရားကြောင့်မြန်မာနိုင်ငံကလူတွေအကျိုးဆက်ဘယ်လိုခံစားရလဲဆိုတာကိုယ်တိုင်တွေ့နေရပြီကိုယ်တိုင်တွေ့နေရပြီဒါလည်းပဲသတိမရသေးဘူးဆိုရင်တော့နောက်မှာပို့ပြီးတော့ထားဖို့ရှိတယ်ခုမြန်မာနိုင်ငံကလူကြီး10 သန်းလောက်အပြင်ကိုရောက်သွားတယ်ဒီအချိန်တွေမှာမပြုတ်ပြင်ဘူးဒီအချိန်တွေမှာမပြောင်းလဲဘူးဒီအချိန်တွေမှာမိမိရဲ့စိတ်ဓာတ်တွေကိုမိမိတို့မတိဆောက်ဘူးဆိုရင်နောက်ထပ်9နှစ်မှာနောက်ထပ်10 သန်းထွက်သွားမယ်တိုင်းပြည်ကုန်သွားမယ်ပျောက်သလေးခါသွားမယ်ဘာကြောင့်လဲဆိုတော့နိုင်ငံခြားကိုထွက်သွားတယ်ဆိုတာလည်းပဲကောင်းအောင်ကောင်းကြောင်းအတွက်မဟုတ်ဘူးပညာရှင်အဖြစ်နိုင်ငံခြားမှာအလုပ်လုပ်ဖို့သွားလာမို့ဂျုံခံဖို့သွားတာဂျုံခံဖို့သွားတာဆိုတော့အဲ့ဒီခါမှာဂျုံစိတ်တွေဝင်လာပြီးတော့ပို့ပြီးတော့ဆိုးသွားတဲ့အကျိုးတရားကိုကိုယ်တိုင်ခံစားရမှာဖြစ်တယ်ဆိုတော့ဂျုံစိတ်တွေကိုကျွန်တော်တို့ကဖျောက်ဖြစ်ဖို့လိုတယ်ဖြစ်တည်လာတဲ့အကျိုးအမြတ်ကိုငါတို့တွေဘယ်လိုအသုံးပြုမလဲငါတို့မျိုးဆက်ကချေမျိုးဆက်ကတော့အင်မတန်မှကဘာတိပြစ်မှုကိုကျူးလွန်မိတဲ့အတွက်သွားလိုက်ပြီအဲ့တော့ငါတို့ဘယ်လိုပြုပြမလဲငါတို့ဘယ်လိုထူထောင်မလဲဆိုတဲ့စိတ်မျိုးမွေးရမှာအဲ့လိုမမွေးဘူးဆိုရင်တော့ခင်ဗျားတို့မြန်မာနိုင်ငံမှာတွင်းကြံနေတဲ့လူတွေကတော့ဆက်လက်ပြီးဒုက္ခရောက်ဖို့ရှိတယ်ဒီနေရာမှာကြုံစိတ်တွေရဲ့အကျိုးဆက်ကိုကျွန်တော်နည်းနည်းဆက်ပြောမယ်လူမျိုးအုပ်စုလိုက်ခွဲပြီးတော့မြန်မာနိုင်ငံမှာကြုံစိတ်အဝင်ဆုံးလူမျိုးမိမိကိုမိမိသခင်မျိုးလို့ထင်နေတဲ့လူတွေကတော့သူ့ရဲ့အထင်နဲ့သူ့ရဲ့ဘဝင်နဲ့ပဲသူကဒုက္ခရောက်နေတယ်ဒါပေမဲ့မိမိကိုမိမိအသိငယ်ဆုံးလူမျိုးကတော့ရိုးရိုးသားသားချင်းချင်းလင်းလင်းပြောရင်ကျွန်တော်တို့မြန်မာမွတ်စလင်လို့မြန်မာနိုင်ငံမှာချိတော့အစ္စလမ်ဘာသာဝင်များအုပ်စုဖြစ်တယ်
အင်မတန်သိငယ်တယ်အင်မတန်ကြောက်တတ်တယ်အင်မတန်မှလူကြီးတွေကိုဖားတယ်အာဏာပိုင်တွေကိုဖားတယ်အဲ့ဒီအာဏာပိုင်တွေကိုဖားပြီးတော့ကိုရက်ွက်ထဲမှာကိုအချင်းချင်းမှာဗိုလ်ကြတယ်ပတ်ဝန်းကျင်နဲ့တိမြောက်အောင်မနေတတ်ဘူးအများစုကိုကျွန်တော်ပြောတင်တာမြန်မာနိုင်ငံအလဲပိုင်းကပုံကိုယ်တွေကတော့ကျွန်တော်မသိဘူးကျွန်တော်လက်မမီဘူးမရောက်ဘူးကျွန်တော်တွေ့ခဲ့ကြုံခဲ့တဲ့ရန်ကုန်တို့အဲ့အောက်ပိုင်းကအုပ်စုတွေတော်တော်လေးကိုမှသူတို့ကိုသူတို့လည်းခွဲကြတယ်သူများကိုမတူမတန်သလိုမျိုးပြီးတော့ကြောက်တတ်တယ်တိမ်ငယ်တယ်အချင်းချင်းကြရင်တော့အင်မတန်မှလူပါပါတယ်ဆိုတော့ပြီးတော့သူတို့လူရဝင်ခြင်းတယ်လူရဝင်ခြင်းတော့ပိတ်ဆောင်ကိုမရရတဲ့နည်းနဲ့ရှာတယ်ကုန်တယ်ပွဲသားတွေလှုပ်တဲ့လိမ့်နေရိုးသားဖြောက်မှတ်တဲ့လူကျွန်တော်တော်တော်လေးနဲတယ်တွေ့တာတော်တော်လေးနဲတယ်ကျွန်တော်လည်းမကြုံလို့လာတော့မသိဘူးကျွန်တော်တော့ပြောစရာရှိတာတဲ့ပြောပါပဲပြုပြင်စေခြင်းလို့ပြောတာပတ်ဝန်းကျင်နဲ့တိမြောက်နေသူတို့မသိဘူးသူတို့မသိဘူးပိုက်ဆံချီတိုင်းလူရဝင်တာမဟုတ်ဘူး2022က2026စီဂျာကာလာမှာပိုက်ဆံချီပါတယ်ဆိုတဲ့တရေတွေသူ့ရဲ့ပလီကိုသွားမယ်ဂောဘကလှုပ်မယ်အဲ့ဒီမှာ तू ကလူဘာဝါတဲ့စကားပြောရင်ပြောမယ်ဒါပေမဲ့အဲ့ကားအပြင်ကိုထွက်လာခဲ့မဘာသာတယောက်က तू ကားမှကိုပြစ်လိုက်ရင်လည်းပဲ तू ကြောက်တတ်တယ်ခင်ဗျားတို့ရဲ့လူရဝင်မှုဘယ်ရောက်သွားလဲပလီထဲမှာလူဘာဝါခဲ့မှုဘယ်ရောက်သွားလဲပတ်ဝန်းကျင်ထဲမှာသိမြောက်အောင်မနေတာကျွန်တော်မြန်မာနိုင်ငံမှာနေခဲ့တဲ့တစ်ချောင်းလုံးမွေးကြတဲ့ကဗုဒ္ဓဘာသာအတိုင်းဝိုင်းတဲ့ကြားထဲမှာနေခဲ့တယ်ကျွန်တော်ရည်တည်ချက်နဲ့ကျွန်တော်ပဲဒါပေမဲ့ကျွန်တော်ဒီရောက်လေရအရက်မှာကိုပတ်ဝန်းကျင်ကလူတွေအားလုံးအတွက်အလုပ်လုပ်တယ်အများအားတန်းနိုင်သမျှအဲ့တော့ဘယ်ပတ်ဝန်းကျင်မှာကျွန်တော်မထိခိုက်ဘူးမစော်ကားဘူးထိုင်းနိုင်ငံမှာနေစရာလည်းဒီလိုပဲအမေရိကမှာလည်းအခုဒီလိုပဲဒီမှာရှိတဲ့ရခိုင်တွေကရင်တွေမွန်တွေဗုဒ္ဓဘာသာတွေကျွန်တော်ပေါ်မှာလေးစားမြဲပဲဘာကြောင့်သူတို့အတွက်ကျွန်တော်တတ်တဲ့သမျှအလုပ်လုပ်ပေးနေတယ်တတ်နိုင်တဲ့ဘက်ကရက်ွက်တစ်ခွက်ကိုသွားရင်အဲ့ဒီရက်ွက်မှာရှိတဲ့လူတွေအတွက်အလုပ်လုပ်ပေးတဲ့ပုံကိုဖြစ်ရင်အဲ့ဒီရက်ွက်ကလူတွေကလူတွေသူတို့မှနှလုံးသားပါတယ်သူတို့မှခံစားချက်တွေပါတယ်အဲ့ဒီရက်ွက်တစ်ခွက်သွားပြီးလူဘာဝါပဲနှစ်ကြက်ရရင်နှစ်ကြက်လိန်လာခဲ့မယ်ဘသူကမှကျမတို့လူရေးလူရသွင်းမှာမဟုတ်ဘူးပြီးတော့တင်နေတဲ့ပညာသင်ကြားရေးစနစ်မြို့တစ်မြို့ကိုအင်ဂျင်နီယာကြီးတယောက်အဖြစ်ရောက်သွားမယ်မြို့တစ်မြို့ကိုဆရာဝန်တယောက်အဖြစ်ရောက်သွားမယ်စိတ်ကောင်းနှလုံးကောင်းလည်းရှိတယ်ပတ်ဝန်းကျင်တွေကိုလည်းဆေးကုပေးတယ်ဆေးရသားတွေကိုလည်းဆေးကုပေးတယ်ဆရာဝန်ကြီးတယောက်အဖြစ်ရောက်သွားရင်ခင်ဗျားတို့လူမျိုးရေးဘာသာကြီးခွဲခြားမှာမဟုတ်ဘူးခွဲခြားခြင်းရင်တော့မှတရားရာဂိုင်လုံးခွဲခြားမှာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ရဲ့ကလေးတွေကိုခင်ဗျားတို့ဘယ်လိုပညာရေးတွေသင်ပေးနာလဲကိုကလေးတွေကိုဘယ်လိုစာသင်ကျောင်းတွေကိုပို့နေတာလဲနံပါတ်1စာမတတ်တဲ့စာသင်ကျောင်းနံပါတ်2ပြန်လာရင်အလူခံစားရသောစာသင်ကျောင်းပြန်လာရင်ဘာလုပ်ရလဲအလူခံစားရတယ်သို့မဟုတ်ရင်မိဘလက်ငုပ်ကုန်တယ်ပွဲစားအလုပ်ကိုဆက်လုပ်ပြီးလိန်ရတဲ့ပညာရေးကိုသင်ရတယ်ဘယ်လိုတိုးတက်မလဲအမြင့်ဆုံးအဆင့်ကျွန်တော်တို့မွတ်စလင်အတိုင်းဝိုင်းမှာအမြင့်ဆုံးအဆင့်ကျွန်တော်တွေ့မှုတဲ့ပုံကိုယ်တွေအားလုံးကသူတို့ရဲ့ပန်းနိုင်အမြင့်ဆုံးဒီအရက်ဝယ်ချက်ဖန်းအဆင့်ပဲရှိတယ်အမြင့်ဆုံးပြည်ပကိုရောက်လာရင်လည်းပဲပြည်ပမှာရှိတဲ့အဖွဲအစည်းမှာအရက်ဝယ်ချက်ဖန်းလောက်ကိုသူတို့မှန်းတယ်သူတို့ရဲ့ပန်းနိုင်အရက်ဝယ်ချက်ဖန်းရဲ့အထက်ကသူတို့က guide ဖြစ်တယ်အန်ဆင်းသူတို့စေးလည်းမစေးရတတ်ဘူးတွေးလည်းမတွေးတတ်ဘူးဘာကြောင့်လဲဆိုတော့သူတို့ရဲ့ပညာရေးအဲ့လောက်ပဲရှိတယ်အဲ့လောက်ပဲမှီတယ်ခေါင်းကလည်းအဲ့လောက်ပဲတွေးတယ်
အဲ့ဒီပတ်ဝန်းကျင်ကလည်းအဲ့လောက်ကဘုံတီးပေးတယ်ဘယ်လိုလုပ်ပြီးတော့ဒီတိုင်းဝိုင်းတိုးတက်မလဲဒီတိုင်းဝိုင်းတိုးတက်ဖို့မရှိဘူးဒီလိုဆက်သွားရင်2023ခုနှစ်မှာအရာစုပူနေတဲ့ကာလကျွန်တော်လည်းနေမေးညမေးကြိုးစားနေရတဲ့ကာလမလေးရှားနိုင်ငံမှာပုဂ္ဂိုလ်တယောက်တွေ့တယ်အဲ့ပုဂ္ဂိုလ်ကမြန်မာနိုင်ငံထဲကလာတာမြန်မာနိုင်ငံထဲကမွတ်စလင်အဖွဲ့အကြီးမှာတော်တော်ကြီးကျယ်တဲ့ပုဂ္ဂိုလ်တယောက်ကျွန်တော်ပြောတယ်ကိုထေးရေကျွန်တော်ဘဝမှာဘယ်ပုဂ္ဂိုလ်ကိုမှအချင်းဖျားလို့မခေါ်ဘူးဒါပေမဲ့ကျွန်တော်ဝီရသူကိုအချင်းဖျားလို့ခေါ်ပြီးတော့ပိုက်ဆံ3,000လက်ဆောင်ပေးရတယ်သူကသူ့တွေးခေါ်လေးတဲ့သူတို့ညံမီတလောက်သူတို့ရဲ့ပလီလေးတွေကိုမဖြစ်ဖို့အတွက်သူစူးစမ်းခဲ့တာဒါပေမဲ့ကျွန်တော်ဘာမှတော့မပြောလို့ဘူးသူကရင်ဘတ်ထဲမှာမကောင်းဘူးဒီလူတွေတော်တော်ကိုကြုံစိတ်ကြီးတယ်ပါလားကျွန်တော်တို့အပြင်မှာစူးစမ်းနေတဲ့လူတွေကကိုယ်ပိုက်ဆံနဲ့ကိုစူးစမ်းနေရတာလေလက်မှတ်တစ်စောင်းဝယ်ကို2500ကျတဲ့ဒေါ်လာ2022 2023 2024မှာထိုင်းနိုင်ငံကိုအခောက်30မလေးရှားကိုအခောက်30ဆော်ဒီဗီယာကိုအခောက်ပေါင်းများစွာသွားရတယ်ဘသူကမှငါးပြားကူညီမှမပြောခဲ့ဘူးမဘာသာကိုသွားပြီး3,000လူတယ်9,000လူတယ်ဖားတာလူတာမဟုတ်ဘူးမိမိတို့ရဲ့ဘဝလွတ်မြောက်ရေးအတွက်အလုပ်လုပ်နေတဲ့လူတွေကြတော့မပေးတဲ့အပြင် proposal တင်စားတယ်ရဟုတ်ချီရယူတယ်နဆရာရှိရယူတယ်ခင်ဗျားတို့ပစတွေအကုန်နူကုန်မယ်အကုန်နူကုန်မှာဘာကြောင့်လဲဆိုတော့မဟုတ်မတရားပြောတာကိုအလားချင်းမြတ်သိနေတော့ကျွန်တော်တော့လေလက်မတစ်ဆောင်ပေးမယ်ဗျာတိုးတိတ်မပေးဘူးသွားပြီးတော့မဘာသာကိုပဲသွားပြီးတော့ဖားတာဆိုတော့ကျွန်တော်အပြစ်မပြောပါဘူးအရင်ကြောက်နေတဲ့လူတွေဖြစ်လို့ဒါအခုမှဖော်ပြောတယ်ဆိုတာအပြစ်တင်ကြီးဆိုတာတဲ့နောက်မှာစဉ်းစားဆင်ခြင်မှုပြောတာကျွန်တော်လည်းယုံကြည်မှုပြည့်တယ်ခင်ဗျားတို့ကြီးကပိုက်ဆံတပြားမှမလို့ဘူးကျွန်တော်ယုံကြည်တဲ့ကျွန်တော်အလားကျွန်တော်ပေးမယ်ပေးလဲပေးခဲ့တယ်ပေးလဲပေးနေတယ်အဲ့ဒါကြောင့်လုပ်နိုင်တာခင်ဗျားတို့ကြီးတပြားမှမယူဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူမျိုးဒီနှစ်ကြက်လူပြီးရင်နှစ်ကြက်လောက်လူလိုက်လို့လက်ခံလိုက်ရင်200ဘိုးလောက်စကားများတယ်လူသားနှစ်ကြက်သူပြောချင်တာသူဆရာကြီးလုပ်ချင်တာ200ဘိုးဒီလိုလူမျိုးဘာကြုံစိတ်ဝင်နေတာကြုံစိတ်ကျွန်တော်ဖားလည်းမဖားနဲ့မကြိုက်ဘူးမြောက်လည်းမြောက်မပေးနဲ့မကြိုက်ဘူးတဲ့တယ်ပဲသွားမယ်နောက်ထပ်ဆက်လုပ်စရာအလုပ်တွေအများကြီးရှိသေးတယ်ICC တို့ ICC တို့ပွဲမပြီးသေးဘူးကျွန်တော်အလားချင်းမြအများကြီးချင်းမြင်ထားတယ်အခုသွားတဲ့ပုံကိုယ်တွေကိုလေလက်မှတ်ကျွန်တော်ဝယ်ပေးတာတချို့ပုံကိုယ်တွေပါအားလုံးတော့မဟုတ်နေရာတိုင်းပဲသွားဒီအရေးကြီးတဲ့ကိစ္စတွေလေလက်မှတ်ကျွန်တော်ဝယ်ပေးတယ်ဘာကြောင့်လဲဆိုတော့ခမားတို့ခြီကခမားတို့ဗမာပြည်ကတထေးဆိုတဲ့လူတွေပြပကတထေးဆိုတဲ့လူတွေကမလိုချင်လို့ယုံလို့ခမားတို့ကကြွားဖို့ပဲတက်တာပြီးရင်အခွင့်အရေးနာနဲ့ရလာရင်လူဘာဝဖို့ပဲစဉ်းစားနေတာငါတို့အခွင့်အရေးဘယ်လိုရရင်ဘယ်လိုလူမျိုးကိုဘာတွေပြန်ပြောမှလူဘာဝဖို့လေသိခံမှုမပါဘူးသိခံမှုမပါဘူးခမားတို့မှာလူကြီးလူကောင်းစိတ်သခင်စိတ်မရှိဘူးကိုထောင်းထားတဲ့အတွက်ကိုကပြန်ထောင်းမယ်ဆိုတာဂျုံနေလုတ်တဲ့အလုပ်ဒီလိုစိတ်တက်မျိုးနဲ့ဘယ်အရာမှမအောင်မြင်နိုင်ဘူးအောင်မြင်ခဲ့ရင်လည်းအောင်မြင်ခြင်းဒီခမားတို့အတွက်မဟုတ်ဘူးခမားတို့ရဲ့စိတ်ပိုက်ဆိုင်ရာမပြည့်စုံသေးဘူးဆိုတော့ကားတစည်းပိုင်နေကားတော့လည်းပေးလိုက်ပြီဒါပေမဲ့ခမားတို့ကားမောင်းတတ်ဖို့လိုတယ်အဲ့တော့မှကားမောင်းလို့ရမှာသခင်စိတ်မွေးရမယ်ကိုကလေးတွေကိုလည်းမဟုတ်မကတဲ့ကြောင်းနေမှာအချိန်မဖြုံးစေနဲ့ကျွန်တော်ဟိုတစ်ဘက်က Hadith ဝေကြီးကိစ္စပြောနေရလဲအဲ့ဒါ
အလကားတောင်းစားမဲ့ပညာတွေကိုတောင်းစားမဲ့စာအုပ်တွေသင်ပေးနေတယ်တက်လည်းမတက်ဘူးဆယ်နဲ့သွားတင်နဲ့ဘာမှမတက်ဘူးအစိုးပညာတက်လာတယ်အဲ့ဒါဆိုရင်ခင်ဗျားတို့ကလေးတွေကိုအစိုးရဖြစ်အောင်လေ့ကျင့်ပေးလိုက်ပေါ့သူကဘာကြော်ရင်ကြော်သွားမှာအစိုးရပညာနဲ့အတန်နေလေ့ကျင့်လာအသုံးဝင်တာတွေလုပ်ပါကိုယ့်ရဲ့လူမျိုးအတွက်တိုးတက်အောင်လုပ်ပါကိုယ့်လူမျိုးပေါ်မှာလိမ်မစားပါနဲ့အခုပလီဘော်ကနေပြီးတော့နောက်ထပ်အများကြီးလိမ်တာတွေကြားနေရတယ်ထပ်ပြီးတော့မှတ်ပုံတွေလှုပ်လိုက်1982ခုဥပဒေအဲ့ဒီဥပဒေကပြစ်သွားမှာအဲ့ဒီဥပဒေပြစ်သွားမှာအဲ့တော့အရာကြီးကိုသိနေရတာနဲ့နောက်ထပ်ပုတ်ကုံကိုထိုးရောက်မှုစဉ်းစားနေတယ်အဲ့ဒီဥပဒေသည်မြန်မာနိုင်ငံမှာရှိသောမွတ်စလင်များရိုဟင်ဂျာများဥသာမကအခြားသောဟိန္ဒူများခရစ်ယာန်များတရုတ်မျိုးနွယ်များအားလုံးကိုထိခိုက်စေတဲ့ဥပဒေဖြစ်တဲ့အတွက်အဲ့ဒီဥပဒေကပြစ်သွားမှာမြန်မာနိုင်ငံရဲ့လာဝက system ဆိုတာကိုယ်တိုင်ကဂျင်နိုဆိုက်ကျူးလွန်ထားတဲ့ system ဖြစ်တယ်မြန်မာလူမျိုးတွေကိုပဲတည်တိုင်းသားလို့ပါစားဘလောက်ပြောမှတ်ပုံတင်ရဖို့အတွက်ပိုက်ဆံပေးနေရတဲ့မော်စရာလိုလှုပ်ရှားနေတဲ့ဌာနဖြစ်တယ်။ဒါကြီးကဖြစ်သိပြရမှာ။အဲ့ဒီမှာကိုယ်ကလူမျိုးတွေဘာသာတွေခွဲရေးဟိုမှတ်ပုံတင်အရင်လိုလားဘလောက်ပေးကျုံခံဖို့အတွက်မလေးရှားပြေးဖို့အတွက် passport လိုတဲ့ဘလောက်ပေးဖတ်တောင်းနေတာ။ဒါကျုံခံဖို့သွားတာနော်မလေးရှားမှာတခင်လို့ဖို့သွားတာမဟုတ်ဘူးအဲ့ဒါကိုဘလောက်ပေးထပ်တောင်းနေတာဆိုတော့ဒီလိုရန်တရားကြီးကိုဖျက်သိမ်းလိုက်မှအေးမှာအသက်ပြန်တည်ဆောက်ရမှာအသက်ပြန်တည်ဆောက်တဲ့အခါမှာနေရာယူမဲ့ပုံကိုယ်တွေကတခင်တွေဖြစ်ရမယ်တခင်မျိုးတွေဖြစ်ရမယ်ငါနိုင်ငံကလူတွေကရင်ဖြစ်ဖြစ်ကချင်ဖြစ်ဖြစ်မွန်ဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်မွတ်စလင်ဖြစ်ဖြစ်ဒါငါညီကိုမောင်နှမတွေငါဘယ်လိုကူညီမလဲငါတို့စီလုံးဘယ်လိုနေမလဲတိုင်းပြည်ကိုဘယ်လိုထူထောင်မလဲဒါကိုစဉ်းစားရမှာကောင်းတယ်မှာစောစောကဂျင်နိုဆိုက်နဲ့ပတ်သက်ပြီးတော့အမှုခင်းတွေကိုလိုက်တဲ့အခါမှာတရားခံထဲမှာစောစောကအဆိုပါလူမျိုးတွေကရိုဟင်ဂျာလို့ခံထားတဲ့လူမျိုးတွေကလည်းပါတယ်ဂျင်နိုဆိုက်အမှုဆိုတာခင်ဗျားတို့ဘော့စနီးယားတို့ယူဂိုစလာဗီးယားတို့လေ့လာကြည့်အတွင်းတချို့တွေပါတယ်victim တွေဖြစ်တဲ့ခံရသူတွေအတွက်အောင်မြင်ခြင်းမှာမြန်မာတနိုင်ငံလုံးဒီခံရသော victim များဖြစ်တဲ့မိမိကိုမိမိစမ်းစစ်ပါဒီဂျင်နိုဆိုက်အောင်မြင်သွားတဲ့အတွက်ရိုဟင်ဂျာတွေမွတ်စလင်တွေအားလုံးကတော့အောင်မြင်သွားပြီမထင်နဲ့အဲ့ဒီထဲမှာလည်းပဲအစိုးရနဲ့စောစောကဂျင်နိုဆိုက်ကျူးလွန်ခဲ့တဲ့အစိုးရနဲ့ပေါင်းပြီးတော့လုပ်ခဲ့တဲ့အကောင်တွေအများကြီးရှိတယ်ကျွန်တော်တို့ကတော့ကျွန်တော်ပါစင်တွေကတော့လက်စားမချိပါဘူးတိုးတော့နိုင်ငံတကာမှတ်တမ်းမှာချိပြီးသားနိုင်ငံတကာ record တွေမှာချိပြီးသားဖြောက်ပြလို့မရဘူးနဲ့ကြာရင်ကြာမယ်ဥပမာကိုဆိုဘိုကဆိုရင်ကိုဆိုဘိုလေးကသူ့အတူတီးခြားနိုင်ငံဖြစ်သွားတယ်တိုးတော့ကိုဆိုဘိုမှာဖြစ်လာတဲ့သမရကဆက်ရဆုံးမှုနဲ့ပြန်ညှိတယ်အဲ့ဒီခက်ကာလမှာသူတို့ကိုဂျင်နိုဆိုက်လုပ်တဲ့လူတွေကိုပြန်တိုက်တဲ့အမှုဆက်ရဆုံးမှုနဲ့ပြန်ညှိတယ်ဘာကြောင့်လဲဆိုတော့ကိုမနေတတ်မထိုင်တတ်ရိုဟင်ဂျာတွေဒုက္ခရောက်စဉ်ကာလမှာလူကုန်ကူးခဲ့တဲ့အကောင့်တွေကန့်နေရအများကြီးပဲနိုင်ငံတကာပေးတဲ့အကူအညီတွေကိုဖျက်ဆီးခဲ့တဲ့အကောင့်တွေအများကြီးပဲရိုဟင်ဂျာတွေကိုပြပြီး proposal မြောက်များစွာတင်စားခဲ့တဲ့အကောင့်တွေအများကြီးပဲသွားမှာဖြောင်းပြောင်းမမကောင်းကောင်းမွန်မွန်လုပ်ခဲ့တဲ့လူတွေပဲလွတ်မှာအလားတူတရွဲတဲ့ဖြစ်တဲ့အစ္စလာမ်ဘာသာဝင်မွတ်စလင်တွေမှာပလီတွေဖြစ်ခံရတယ်အဲ့ဒီကမှသွားဖားတဲ့ကောင်တွေအများကြီးပဲစည်ရင်းတွေကအကုန်ရှိနေတယ်ဒါကြောင့်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေခံစားရမှာကဒီအမှုဒီဂျင်နိုဆိုက်ကျူးလွန်သူများကိုကင်တွယ်သောအမှုဖြစ်တယ်ထိုအမှုတွေတွင်အဆိုပါလူမျိုးတွေကလည်းပါတယ်ငါတို့လူမျိုးတွေကလည်းပါတယ်
ဗမာတွေကလည်းပါတယ်ခရိယာတွေကလည်းပါမယ်ကရှင်တွေကလည်းပါမယ်သူ့ရဲ့အင်္ဂါစင်ထဲမှာပါဝင်ပတ်သက်တဲ့သူတွေအဲ့ဒီအင်္ဂါစင်ကိုပံ့ပိုးခဲ့တဲ့လူတွေအဲ့ဒီအင်္ဂါစင်ကိုကူညီခဲ့တဲ့လူတွေဒါသူတို့ကတရားခံနေပဲငါတို့ဗမာချင်းပဲတရားခံလို့မထင်နဲ့နော် No this is nothing ဗမာတွေမှာလူကောင်းတွေအများကြီးရခိုင်ထဲမှာလူကောင်းတွေအများကြီးအဲ့လူကောင်းတွေကဘယ်လိုလုပ်ပြီးတရားခံဖြစ်မလဲကဘာသူကဘာသားအဲ့လောက်ယူနေတာမဟုတ်ဘူးသို့တော့လူမျိုးစုလိုက်ချင်းလင်းခါတဲ့အတွက်အဲ့လူမျိုးစုကတော့အကျိုးတရားရှိမယ်သို့တော့အဲ့ထဲမှာလည်းတရားခံရှိရအနည်းများရှိမယ်ဘာကြောင့်လဲကျုံစိတ်ဝင်တာအဲ့လူတွေကကျုံစိတ်ဝင်တာဒီလိုဖြစ်လာတဲ့ကာလမှာငါဘယ်အာနာပိုင်နဲ့ပေါင်းစားမယ်ဘယ်အာနာပိုင်နဲ့ပေါင်းမယ်နော်ဟိုစစ်တပ်နဲ့ပေါင်းမယ်အဲ့ကာလကပြီးရင်မလေးရှားကိုလူထုတ်မယ်လူကန်နေရဘသူကလူစုပေးမယ်အများကြီးရှိတယ်အများကြီးရှိတယ်ကဘာသူကဘာသားတွေအယူမဟုတ်ဘူးကဘာပညာရှင်တွေလည်းအယူမဟုတ်ဘူးဒါကိုကျွန်တော်တို့ကအဲ့လောက်ထိချင်းလေးနားလည်မယ်ဆိုရင်ဒီဂျီနိုဆိုက်လို့ဆုံးဖြတ်ချင်းသည်ဂျီနိုဆိုက်ကျူးလွန်သူများနဲ့သာသက်ဆိုင်တယ်ဗုဒ္ဓဘာသာအားလုံးနဲ့မသက်ဆိုင်ဘူးဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဗုဒ္ဓဘာသာဆိုတာမြန်မာတနိုင်ငံနဲ့ကိုးကွယ်နားလည်မဟုတ်ဘူးလာအိုလည်းကိုးကွယ်တယ်ထိုင်းလည်းကိုးကွယ်တယ်ဗုဒ္ဓဘာသာများအားလုံးဂျီနိုဆိုက်ကျူးလွန်တယ်လို့ပြောခွင့်ကိုမရှိတာဘောင်းကိုမဝင်တာဗုဒ္ဓဘာသာထဲမှာမှလူဆိုးလူမိုက်တချို့မွတ်စလင်တွေကလူဆိုးလူမိုက်တချို့ပူပေါင်းလုံးဆောင်ခဲ့ကြသည်ချင်းတယ်ဘာကြောင့်လဲသူတို့သည်ကြုံစိတ်ဝင်နေတဲ့လူတွေသူကခရိုဒီဖြစ်ပြီးချမ်းသာကောင်းချမ်းသာမယ်သူမှသူ့စိတ်ကအတွင်းစိတ်ကတိမ်ငယ်တယ်အတွင်းစိတ်ကတိမ်ငယ်နေတဲ့သူကကြုံမယ်အဲ့လိုကြုံစိတ်ဝင်သွားတဲ့အကျိုးဆက်ကြောင့်လည်းဒီတိုင်းပြည်ကဒီလိုဖြစ်သွားတာအဲ့ဒီကြုံစိတ်ကိုကျွန်တော်တို့မြန်မာနိုင်ငံမှာရှိသမျှလူမျိုးစုံဘာသာစုံကလူငယ်မျိုးဆက်ကပြန်လည်ပြုပြင်ရမယ်နိုင်ငံခြားရောက်လာရင်လည်းပဲအဲ့စိတ်ပါတယ်ကတ်လာတယ်တချို့လည်းဘာဘဝင်မြင့်နေမှမသိဘူးဘဝင်နဲ့အများကြီးနဲ့ပြီးတော့သူတို့ဘဝင်ဟတ်ထားတဲ့လောက်ဖြစ်မလာတဲ့ကတင်ငယ်စိတ်ကအတွင်းမှာအောင်းနေတယ်အဲ့လိုတင်ငယ်စိတ်အတွင်းမှာအောင်းပြီးတော့အပေါ်ကဘဝင်တွေပြတော့လူအမြင်ကတ်เสียရတယ်ဖြစ်လာအဲ့တော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုကျွန်တော်ဒီနေ့အထူးပြောချင်တာကဒီအောင်မြင်မှုတွေအားလုံးခင်ဗျားတို့လူသားတွေအတွက်ခံစားရမှာအဲ့ဒီလူသားတွေကိုဖိနှိပ်နေတဲ့ရန်တရားပျက်စီးသွားမှာကိုခင်ဗျားတို့ကိုယ်တိုင်ကကြောက်ပြီးတော့ဘာသာရေးတွေပါတီခေါင်းစဉ်တွေနိုင်ငံရေးမှာလည်းပါတီခေါင်းစဉ်ပေါ့ဗျာနော်ပါတီခေါင်းစဉ်တွေနဲ့ခံစားနေမယ်ဆိုရင်တော့ခင်ဗျားတို့ဘဝကဘယ်တော့မှအောင်မြင်မှာမဟုတ်အောင်မြင်မှုကိုရဖို့အတွက်တခင်စိတ်တည်ဆောက်ရမယ်ကိုပတ်ဝန်းကျင်ကလူတွေနဲ့စီကံရှိပေါင်းသိနေထိုင်ရမယ်ကိုပတ်ဝန်းကျင်ကလူတွေနဲ့စီလုံးညီညွတ်စွာနဲ့အလုပ်လုပ်ရမယ်ရက်ွက်ထဲမှာတပည့်စီလဲမယ်ဆိုရင်တော့မှကြောင်ကုန်နေတဲ့ကောင်အများကြီးပြီးတော့ကိုရက်ွက်ညစ်ပတ်နေတာကိုလည်းကိုမမီတတ်တဲ့ကောင်တွေကအများကြီးရက်ွက်တစ်ခုတန်းချင်းရက်ွက်တစ်ခုตาယာချင်းဆိုတာအဲ့ရက်ွက်ကလူတွေပတ်သက်ဆိုင်တယ်။ငါကမျိုးကလမ်းကြားအများစုအမိုက်တွေနဲ့အဲ့တော့အဲ့လူတွေရဲ့လူအစင်တန်းဘယ်လောက်ရှိတယ်ဆိုတာကတော့ဒါဖော်ပြအောင်မလို့တော့သိသွားပြီ။ဟိုအိမ်ကအမိုက်ပြလို့မဆိုင်ဘူးအားလုံးလူကလောက်ရပါလူအစင်တန်းကိုကိုယ့်အကိုတင်ရတာသူများဆွဲတင်ရတာမဟုတ်ဘူးကိုပစိုးကိုဝဲရတယ်ကိုလုံကြီးကိုဝဲရတယ်ကိုကဝက်ပြက်စလက်ဖြစ်နေတာကိုသူများလာဝက်ပေးလို့မရဘူးခင်ဗျားတို့ကျွန်တော်တို့တော်တော်လေးအထင်သေးထားတဲ့ဘင်္ဂလားဒေ့ရှ်ကျွန်တော်ရောက်သွားတာတော်တော်လေးအောင်းအောင်ဖို့ကောင်းတယ်တော်တော်လေးအောင်းအောင်စရာကောင်းတယ်ဒါကာမျိုးတဲ့ဝင်သွားတယ်ဒါကာတက်ကွန်းစီကိုသွားတယ်
တလားလုံးတန့်ချင်းပြီးတော့အမိုက်မရှိ privacy ဖြစ်တဲ့အဆောက်အဦတွေကလည်းတန့်နေတယ်လာအောင်ရောက်တော့ကလည်းအဲ့လိုပဲလာအောင်နိုင်ငံမှာမနေ့စောစောကိုအဖိုးကြီးတွေဖွားကြီးတွေအားလုံးတပည့်စီလဲနေတယ်ကိုလန်းကိုတန့်ချင်းလှုပ်ထားတယ်ချင်းလင်းနေတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့အဲ့အဆင်မရှိပါဘူးစိတ်တက်ကိုယ်တိုင်ကသူများမတော်စားကြားခဲ့တဲ့စက်ကူတော့မကောက်ဘူးဟိုလူကလည်းတမင်ကိုသူစက်ကူပြစ်ချခဲ့တယ်အဲ့ဒီကောင်ကစင်ကာပူကိုသွားရင်တော့သူ့ရဲ့အမိုက်ကိုသူကအဲ့ထဲမှာထည့်တယ်ဒါပေမဲ့အဲ့ခါမှာဆိုလို့စင်ကာပူကပြန်လာရင်အဲ့စင်ကာပူမှာဘောက်ပြီးအဲ့ထဲမှာပါတဲ့အမိုက်ကိုမင်္ဂလာတုံးလေခွေးထွက်တာနဲ့ပြစ်ချတယ်အဲ့လောက်အကျင့်ကအဲ့လိုဖြစ်နေတာအကျင့်ကတ်ဆွဲနေတာဒါအားလုံးကကြုံစိတ်တွေခမတို့ပိုက်ဆံရှမ်းသာရင်ရှမ်းသာမယ်စိတ်ကကြုံစိတ်ဖြစ်နေတယ်အဲ့တော့ကြုံစိတ်တွေရဲ့အကျိုးဆက်ကအများဆုံးဘာဖြစ်လဲဆိုတော့အရက်ဝယ်တက်ဖန်းလောက်ပဲမှန်းတတ်တယ်ဒီလိုစိတ်မျိုးနဲ့တွားလို့အောင်မြင်မှုကအဝေးကျန်သေးတယ်မိမိရဲ့ခလေးမိမိရဲ့သားသမီးမိမိရဲ့မြေးမြစ်အတွက်စဉ်းစားတယ်ဆိုရင်ငါတို့ဘာမှနေတယ်ငါတို့ဘာပြုတ်ပြစရာရှိတယ်ဆိုတာစဉ်းစားရမှာငါဘယ်နှပြန်ဘသူရှိရလိန်ရမလဲဘသူရှိရနှစ်ကြရမလဲဘသူကိုလူလဲလုံးမလဲအဲ့ဒါပဲစဉ်းစားနေတယ်ဆိုရင်တော့ခင်ဗျားတို့ကကိုယ်သားသမီးကိုယ်မျိုးဆက်ကိုဖြစ်စီနေတဲ့လူတွေပဲငါတို့ဒီလိုအခြေအနေဖြစ်သွားတာဘာကြောင့်လဲဆင်းရဲချမ်းသာကွာဟသွားပြီအများကြီးချမ်းသာတဲ့လူတော့ရှိပါတယ်မြန်မာနိုင်ငံမှာချမ်းသာတဲ့လူကျွန်တော်တွေ့တယ်မှာချွေးပဲနှစ်ပိတ်သားဘာဖြစ်တယ်ဘယ်နှယောက်ရှိတယ်ရာခိုင်နှုန်းအပြင်ဘယ်လောက်လဲအချွေးပိတ်သား90လောက်ကတော့ကြွားเสียဘာမှမရှိတာကျွန်တော်ဒီရက်ကွက်မှာကျွန်တော်တို့နေတဲ့မြို့ဒီရက်ကွက်မှာကျွန်တော်ပိုင်ဆိုင်မှုကမီလီယံနာဘသူ့ကိုမေးကြည့်လိုက်ကျွန်တော်ပိုင်ဆိုင်မှုဒီမီလီယံနာအမေရိကန်ဒေါ်လာမီလီယံနာဖြစ်တယ်တိုးတော့အဲ့ဒီရက်ကွက်ရဲ့ဒီလမ်းထဲမှာနောက်ထပ်မီလီယံနာတွေအများကြီးရှိတယ်စည်ရင်မဝင်ဘူးငါမီလီယံနာဆိုပြီးတော့ရင်ကောက်ပြီးတော့ကြွားနေလို့ဘယ်ကောင်းမှဂရုစိုက်မှာမဟုတ်ဘူးတမ်းမဝင်ဘူးပေါင်မဝင်ဘူးဘာကြောင့်လဲဆိုတော့အားလုံးလူနှိပါမီလီယံနာတွေအများစုရာခိုင်နှုန်းအများစုဒါမျိုးသေးသေးလေးပဲရှိသေးတယ်ဆိုတော့ခင်ဗျားတို့ဗမာပြည်ကလူတွေကကျွန်တော်နားကိုမလဲတာဘာဖြစ်နေမှန်းကိုမသိတာအဲနောက်ဆုံးကျွန်တော်စဉ်းစားလိုက်တဲ့အဖြစ်ထွက်တာအားလုံးလူကကြုံစိတ်ဝင်နေတယ်ကြုံချင်းချင်းကြွားနေတာကြွားစရာမရှိတော့ဘူးကြွားစရာမရှိကိုညမကိုကြွားမယ်ကိုအမကိုကြွားမယ်ကိုအကိုကိုကြွားမယ်ကိုအဖေကိုကြွားမယ်ကုန်ပြီပတ်ဝန်းကျင်မှာလည်းကြွားမယ်သူများကြီးကချွေးဆွဲချိုးအတူကိုငားလာပြီးလည်းပဲဆွဲလာပြီးကြွားမယ်အသိဉာဏ်တွေကအဲ့လောက်မှတုံးသွားပြီလားအဲ့တော့တိုင်းပြည်ကအပြောင်းလဲဖြစ်မယ်ဖြစ်ကိုဖြစ်မယ်မတော်မတရားတပ်ဖြတ်မှုတွေမတော်မတရားနှိပ်ကွပ်မှုတွေမတော်မတရားလူဘာဝမှုတွေဂိမ်းဆုံးသွားမယ်ဂိမ်းမဆုံးလို့လည်းမရဘူးဂိမ်းမဆုံးရင်တစ်ခေါင်းချင်းကောက်ဆွဲမှာနိုင်ငံတကာကအထိုးဆိုတာနဲ့တစ်ခေါင်းချင်းကောက်ဆွဲမှာပုံစံပေးမှာသမင်းကအောင်လုပ်ပြမှာတိုင်းပြည်အဲ့တော့ကိုကပြောင်းမှာပြုပြင်ပြောင်းလဲပါစိတ်ပိုင်းဆိုင်ရာကိုအဓိကပြောင်းရမယ်အင်ကြီးအကောင်းစားတွေဝက်ပြတိုင်းမှာခင်ဗျားဘာမှလူရဝင်မှာမဟုတ်ဘူးပလင်းတစ်ခုကိုအပြင်ကဆေးလို့အထဲမှာတန့်ရှင်းသွားမှာမဟုတ်ဘူးအဓိကလူတွေကစိတ်ပိုင်းဆိုင်ရာကိုပြောင်းလဲရမှာအဲ့ဒီစိတ်ပိုင်းဆိုင်ရာပြောင်းလဲပြီးတော့မှဒီဟာလေးကိုတိုးတက်အောင်လုပ်ရမှာမဟုတ်ဘူးဆိုရင်တော့ဒီနိုင်ငံမနေချင်လို့ထွက်ပြေးတဲ့သူများနိုင်ငံမှာကြုံမဲ့ဖြစ်မယ်။ဘာကြောင့်လဲဆိုတော့ကြုံစိတ်နဲ့တွားတာကြုံမဲ့ဖြစ်မယ်။တ
ထေးဖြစ်ရင်လည်းပိဿံသာချမ်းသာမဲ့တင်ငယ်နေရမယ်ကျုံမဲ့မိမိတို့ရဲ့အကျိုးဆက်ကိုကောင်းစားလာဖို့အတွက်အဲ့ဒီကျုံစိတ်တွေကိုဖျောက်ပြီးတော့တခင်စိတ်မွေးပါလူဘာဝတဲ့စိတ်တော့မွေးလို့မရဘူးလူဘာဝတဲ့စိတ်ဒီကျုံစိတ်ဖြစ်တယ်တခင်စိတ်ဆိုတာအကိုကြီးနေရာနေမယ်အဖေနေရာနေမယ်နော်အိမ်တော်ဦးစီးနေရာနေမယ်ကိုယ်စိတ်ကိုခေါင်းဆောင်နေရာလူနေတာပြောတာမဟုတ်နော်အခုကဂောဘကနေရာလဲလူမယ်နေရာလဲကိုနေရာလေးတစ်ခုကိုလူမယ်လှုပ်ရှားတာအလုံးကျွေးပြူတာမဟုတ်ဘူးအလုံးကျွေးပြူတဲ့လူသားတွေဖြစ်လာဖို့လိုတယ်အလုံးကျွေးပြူလို့တဲ့လူတွေဖြစ်လာဖို့လိုတယ်ပဝင်းကြီးကလည်းအလုံးကျွေးပြူတဲ့လူတွေကိုအတိမတ်ပြုပေးဖို့လိုတယ်ခိုးနိုင်ပြီးတော့တထေးများများဖြစ်တဲ့ကောင်ပဲအတိမတ်ပြုပြီးတော့အလုံးကျွေးပြူတဲ့လူကိုလူဘောလူရမွေမှုဒီကောင်ဘာပဲညာပဲပဝင်းကြီးကိုယ်တိုင်ကသမုတ်နေတယ်ဆိုရင်တော့အဲ့ပဝင်းကြီးကလည်းကောင်းမှာမဟုတ်အလုံးကျွေးပြူတဲ့လူတွေကိုအတိမတ်ပြုပေးဖို့လိုတယ်အလုံးကျွေးပြူတဲ့လူတွေဖြစ်လာအောင်ကြိုးစားဖို့လိုတယ်အဲ့ဒီတော့မှဒီအတိုင်းဝိုင်းဒီ area ထဲမှာရှိတဲ့လူတွေအားလုံးဟာတိုးတက်လာမယ်ဒါတော့မှနှစ်ပေါက်များစွာပြန်ကြိုးစားအဲ့တော့ဒီနေ့ကစပြီးတော့မိမိကိုမိမိသုံးသပ်ပါလူတွေကမိမိကိုမိမိသုံးသပ်ဖို့လိုတယ်မိမိကိုမိမိစိတ်ညစ်ဖို့လိုတယ်ငါဖတ်နေသောစာတွေကဘာစာတွေလဲငါဘလောက်အသိပညာတိုးပွားသွားပြီလဲငါလုပ်နေတဲ့အလုပ်ကဘာအလုပ်လဲလူသားတွေအတွက်ဘလောက်အကျိုးရှိလဲငါလုပ်နေတဲ့အလုပ်ကဘာလုပ်လဲငါမိသားစုအတွက်အကျိုးဘလောက်ရှိလဲငါလုပ်နေတဲ့အလုပ်ပေါ်မှာငါသူသွားကိုဘလောက်လိမ်မိသွားတယ်ဘယ်လိုမှုသားတွေနဲ့သူများကိုထိခိုက်အောင်လုပ်ဘူးလဲလုပ်မိသွားတယ်ပြန်သုံးသပ်ပါအဲ့လိုပြန်သုံးသပ်တဲ့စိတ်နဲ့ဒုတိယအဆင့်မှာအဲ့ဓာတွေကိုမကျူးလို့မှုလို့ပြန်လဲစဉ်းစားတဲ့အဆင့်ကိုရောက်လာအောင်ကြိုးစားပါအဲ့တော့မှခင်ဗျားတို့ကတခင်တွေဖြစ်လာမယ်တခင်တွေဖြစ်လာတော့မှတိုင်းပြည်ကတိုးတက်လာမယ်ကိုပတ်ဝန်းကျင်တိုးတက်လာမယ်ကိုအိမ်တိုးတက်လာမယ်ကိုမြို့တိုးတက်လာမယ်ကိုပြည်နယ်တိုးတက်လာမယ်ကိုတိုင်းပြည်တိုးတက်လာမဟုတ်ဘူးဆိုရင်တော့ဟိုကတိုင်းပြည်ကပြစ်သွားပြီ fail state ပြစ်တာတဲ့ပို့ပြီးတော့ပြာကျသွားမှာစိုးရင်ရတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ live ကိုဒီနေ့ဒီကောင်းစဉ်နဲ့ပြောချင်းဖြစ်တယ်အဲ့တော့ကျွန်တော် live ကိုနားထောင်တဲ့လူတွေတိုးပေါ်ကြုံတဲ့လူတွေမိမိကိုမိမိပြန်လဲတုတ်တက်ပြီးတော့တခင်စိတ်တွေမွေးပါလို့ပြောရင်းနဲ့ဒီကုန်းရှုပ်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝါရမတူလာဝါဘရကာတူ